ရက်မှာတောထဲမှာကြားမကြီးတကောင်တားပေါက်နေပါတယ်အဲ့လိုတားပေါက်ရင်းနဲ့ကြားမကြီးဟာသေဆုံးသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာကြားပေါက်ကလေးဟာကိုရာကယ်ရာမဲနေတဲ့အနေအထားမျိုးကိုရောက်နေပါတယ်အဲ့ဒီအချိန်မှာပဲစိတ်တအုပ်ကလည်းအဲ့ဒီနေရာကိုရောက်ရှိလာခဲ့ပါတယ်အဲ့ဒီတော့ကြားပေါက်ကလေးဟာစိတ်အုပ်နဲ့အတူလိုက်သွားခဲ့ပါတယ်အဲ့ဒီလိုနဲ့ရပောင်းများစွာကြားလာတဲ့အခါမှာတော့ကြားပေါက်ကလေးဟာသူ့ကိုယ်သူစိတ်အမှတ်နဲ့စိတ်တည်နေပဲအတူတူနေပါတယ်စိတ်တည်ရဲ့ပြုမှုလှုပ်ရှားမှုတွေစိတ်တည်ရဲ့စိတ်နေစိတ်ထားတွေနဲ့ပဲနေခဲ့ပါတယ်အသားလုံးဝမစားပါဘူးမြက်တွေကိုပဲစားပါတယ်အဲ့ဒီလိုနဲ့နှစ်ပေါင်းများစွာကြားလာတဲ့အခါမှာကြားဟာလည်းတဖြည်းဖြည်းနဲ့ကြီးလာခဲ့ပါတယ်စိတ်အုပ်စုကလည်းတဖြည်းဖြည်းကြီးတဲ့အကောင်ကကြီးသေတဲ့အကောင်ကအသေးဖြစ်လာခဲ့ပါတယ်တရားမှာတော့ကြားအိုကြီးတစ်ကောင်ဟာစိတ်အုပ်ကိုအမဲလိုက်ဖို့စောင့်နေခဲ့ပါတယ်ဒါပေမဲ့ထူးဆန်းစွာနဲ့ပဲဒီစိတ်အုပ်ထဲမှာကြားပြိုတစ်ကောင်ရှိနေတာကိုသူတွေ့ခဲ့ရပါတယ်အဲ့ဒီထက်ပိုပြီးထူးဆန်းတာကစိတ်တွေဟာဒီကြားကိုလည်းလုံးဝမကြောက်ဘူးဒီကြားကလည်းစိတ်တွေကိုရံမူတာလုံးဝမတွေ့ရပါဘူးနောက်ပြီးတော့ကြားဟာကြားရဲ့ပုံစံနဲ့မတူဘဲနဲ့မြက်တွေကိုစားနေတယ်စိတ်တွေလိုပဲပြုမှုလှုပ်ရှားနေတာကိုသူထူးဆန်းစွာတွေ့ရှိခဲ့ရပါတယ်အဲ့ဒီချိန်မှာကြားအိုကြီးဟာဒီကြားပေါက်ကိုကူညီဖို့အတွက်သူဆုံးဖြတ်ချက်ချခဲ့ပါတယ်စိတ်အုပ်ထဲကိုဝင်ပြီးတော့မှသူဟာအမဲလိုက်ပါတယ်အမဲလိုက်ရင်လည်းမှသူဟာဘယ်သူ့ကို target ထားတယ်လဲဆိုတော့ဒီကြားပေါက်ကိုသူ target ထားပါတယ်ကြားပေါက်ကိုသူကခုံအုပ်ပြီးတော့မှသူဟာဘယ်ကိုခေါ်သွားတယ်လဲဆိုတော့ရေကန်နှန်းလေးကိုခေါ်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာဒီကြားပေါက်ဟာကြားအိုကြီးကိုတောင်းပန်ခဲ့ပါတယ်သူ့ကိုမတက်ဖို့သူ့ကိုမစားဖို့သူ့ကိုဒုက္ခမပေးဖို့အမျိုးမျိုးငိုယိုတောင်းပန်ပါတယ်မျက်ရည်တွေလည်းတွေးကြာရင်းနဲ့ကျွန်တော်ကိုမတက်ပါနဲ့ကျွန်တော်ဟာအပြစ်ကင်းစင်တဲ့သူတယောက်ဖြစ်ပါတယ်လို့တောင်းပန်နေခဲ့ပါတယ်အဲ့ဒီချိန်မှာမိုးလေဝသကင်းစင်တာဖြစ်တဲ့အတွက်ကံရဲ့ရင်မျက်နှာပြင်ဟာလည်းငြိမ်သက်နေတယ်ကိုယ့်ရဲ့ပုံကိုဟာကံထဲမှာပြန်ကြည့်လို့ရတယ်အဲ့ဒီတော့ကြားအိုကြီးဟာဘာလို့တလဲဆိုတော့ကြားပေါက်ကိုသူ့ရဲ့ပုံစံကိုသူရေထဲကိုပြန်ကြည့်ခိုင်းလိုက်ပါတယ်ရေထဲကိုပြန်ကြည့်တဲ့အခါမှာသူတွေးလိုက်ရတာဟာသူတာမန်မြင်နေကြမြင်ခွင့်မဟုတ်တော့ပါဘူးသူဟာကြားတစ်ကောင်ဖြစ်နေတယ်ဆိုတာကိုသူအံ့ဩစွာသိရှိလိုက်ရပါတယ်အမြဲတမ်းသူဟာစိတ်တွေကိုကြည်ရင်စိတ်တွေနဲ့အတူသွားရင်လာရင်နဲ့နေတာလိုက်တာသူ့ကိုယ်သူဟာကြားလို့လုံးဝမထင်ခဲ့ပါဘူးဒီအချိန်မှာတော့ရေထဲမှာသူဟာကြားတစ်ကောင်ဖြစ်နေတာကိုထူးဆန်းစွာတွေးရှိခဲ့ရပါတယ်အဲ့တော့ကြားအိုကြီးကိုမေးပါတယ်ကျွန်တော်ကကြားတစ်ကောင်ပေါ့ကျွန်တော်ကလည်းခမားလို့ရဲရင်နဲ့ကြားတစ်ကောင်ပေါ့လို့ကြားဖိုးအိုကြီးကိုမေးလိုက်ပါတယ်ကြားဖိုးကြီးကလည်းပြန်ပြောပါတယ်ဟုတ်တယ်မင်းဟာကြားတစ်ကောင်ဖြစ်တယ်ရဲရင်နဲ့ကြားတစ်ကောင်ဖြစ်တယ်ဒါပေမဲ့မင်းဟာစိတ်အုပ်ထဲမှာကြီးပြင်းရင်နဲ့စိတ်အုပ်တွေလိုအတူနေရင်နဲ့မင်းဟာစိတ်တို့ရဲ့နေပုံထိုင်ပုံအတိုင်းစိတ်တွေရဲ့စိတ်နေသဘောထားအတိုင်းမင်းနေလာတာဖြစ်တယ်နောက်ပြီးတော့ကြားအိုကြီးဟာသူ့ကိုဂူကြီးတကူနဲ့ခေါ်သွားခဲ့ပါတယ်ဒီတစ်ချိန်မှာတော့ခေါနာကချိန်လိုအော်ရာဟစ်တာတောင်းပန်တာငိုယိုတာမရှိတော့ဘဲနဲ့ပုံမှန်အတိုင်းဂူထဲကိုလိုက်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာကြားအိုကြီးဟာသူ့ကိုအသားတုံးတုံးချကျွေးလိုက်ပါတယ်တစ်သက်လုံးမြက်တွေပဲစားလာတာဖြစ်တဲ့အတွက်အသားတုံးကိုစားဖို့အတွက်သူ့အတွက်အခက်အခဲအနည်းငယ်ရှိတယ်အနက်တွေကလည်းသူ့အတွက်တိတ်မကောင်းဘူးအဲ့ဒီချိန်မှာသူမစားချင်ဘူးလို့ပြောပါတယ်ဒါပေမဲ့ကြားအိုကြီးကသူ့ကိုစားခိုင်းပါတယ်မင်းစားလိုက်ပါလို့ပြောတဲ့အချိန်မှာသူဟာကြိတ်မိတ်စားလိုက်တော့အသားလဲစားပြတာနဲ့တခါတည်းသူဟာထပြီးတော့ကြားတန်နဲ့အတူထိန်းဟောက်ပါတော့အဲ့ဒီတော့လူငယ်ကိုဘာပြောချင်တာလဲဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့လူငယ်ဟာမွေးကလေးကကြားတဲ့ကောင်ဖြစ်ပါတယ်ခေါင်းဆောင်တယောက်ဖြစ်ပါတယ်ဩဇာအာဏာရှိတဲ့လူတယောက်ဖြစ်ပါတယ်ဒါပေမဲ့ကိုဟာစိတ်အမှတ်နဲ့ကိုတက်တက်လုံးနေသွားမယ်ဆိုလို့ရှိရင်တော့ကိုဟာသားကောင်ဘွားနဲ့တက်တက်လုံးဖြစ်နေပါလိမ့်မယ်အဲ့တော့လူငယ်စဉ်းစားပါလူငယ်မှာအရေးချင်းတွေရှိတယ်လူငယ်မှာအောင်မြင်နိုင်ဖို့အတွက်အခွင့်အလမ်းတွေရှိတယ်အောင်မြင်နိုင်ဖို့အတွက်အရင်အမြစ်တွေရှိတယ်လူငယ်စူးစမ်းပါကိုကြားအမှတ်နဲ့စူးစမ်းပါကိုစိတ်အမှတ်နဲ့မစူးစမ်းပါနဲ့စိတ်အမှတ်နဲ့စူးစမ်းရင်ဘာဖြစ်လာမလဲဆိုတော့သားကောင်ပဲဖြစ်လာမှာပါကြားအမှတ်နဲ့စူးစမ်းမယ်ဆိုရင်တော့ hunter မုတ်ဆိုးအနေနဲ့ဖြစ်လာမှာဖြစ်ပါတယ်ဒီကြောင့်အရာတွေပြီးတော့မှခုဒီဗီဒီယိုကြည့်နေလူငယ်တွေမိတ်ဆွေတွေဟာကြိုးစုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့ကိုတော့ဘာရလိုက်တဲ့ဆိုတော့ comment မှာတစ်ချက်လောက်ရေးလို့ရေးပေးပါဦးဒီဗီဒီယိုစုံချောင်ကြည့်ပေးတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ကိုညံလေးအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ
ရက်မှာတောထဲမှာကြားမကြီးတကောင်တားပေါက်နေပါတယ်အဲ့လိုတားပေါက်ရင်းနဲ့ကြားမကြီးဟာသေဆုံးသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာကြားပေါက်ကလေးဟာကိုရာကဲရာမဲနေတဲ့အနေအထားမျိုးကိုရောက်နေပါတယ်အဲ့ဒီအချိန်မှာပဲစိတ်တအုပ်ကလည်းအဲ့ဒီနေရာကိုရောက်ရှိလာခဲ့ပါတယ်အဲ့ဒီတော့ကြားပေါက်ကလေးဟာစိတ်အုပ်နဲ့အတူလိုက်သွားခဲ့ပါတယ်အဲ့ဒီလိုနဲ့ရက်ပေါင်းများစွာကြားလာတဲ့အခါမှာတော့ကြားပေါက်ကလေးဟာသူ့ကိုယ်သူစိတ်အမှတ်နဲ့စိတ်တင်နဲ့ပဲအတူတူနေပါတယ်စိတ်တည်းရဲ့ပြုမှုလှုပ်ရှားမှုတွေစိတ်တည်းရဲ့စိတ်နေစိတ်ထားတွေနဲ့ပဲနေခဲ့ပါတယ်အသားလုံးဝမစားပါဘူးမြက်တွေကိုပဲစားပါတယ်အဲ့ဒီလိုနဲ့နှစ်ပေါင်းများစွာကြားလာတဲ့အခါမှာကြားဟာလည်းတဖြည်းဖြည်းနဲ့ကြီးလာခဲ့ပါတယ်စိတ်အုပ်စုကလည်းတဖြည်းဖြည်းကြီးတဲ့အကောင်ကကြီးသေတဲ့အကောင်ကအသေးဖြစ်လာခဲ့ပါတယ်ဒီမှာတော့ကြားအုပ်ကြီးတစ်ကောင်ဟာစိတ်အုပ်ကိုအမဲလိုက်ဖို့စောင့်နေခဲ့ပါတယ်ဒါပေမဲ့ထူးဆန်းစွာနဲ့ပဲဒီစိတ်အုပ်ထဲမှာကြားပြိုတစ်ကောင်ရှိနေတာကိုသူတွေ့ခဲ့ရပါတယ်အဲ့ဒီထက်ပိုပြီးထူးဆန်းတာကစိတ်တွေဟာဒီကြားကိုလည်းလုံးဝမကြောက်ဘူးဒီကြားကလည်းစိတ်တွေကိုရံမူတာလုံးဝမတွေ့ရပါဘူးနောက်ပြီးတော့ကြားဟာကြားရဲ့ပုံစံနဲ့မတူဘဲနဲ့မြက်တွေကိုစားနေတယ်စိတ်တွေလိုပဲပြုမှုလှုပ်ရှားနေတာကိုသူထူးဆန်းစွာတွေ့ရှိခဲ့ရပါတယ်အဲ့ဒီချိန်မှာကြားအိုကြီးဟာဒီကြားပေါက်ကိုကူညီဖို့အတွက်သူဆုံးဖြတ်ချက်ချခဲ့ပါတယ်စိတ်အုပ်ထဲကိုဝင်ပြီးတော့မှသူဟာအမဲလိုက်ပါတယ်အမဲလိုက်ရင်လည်းမှသူဟာဘယ်သူ့ကို target ထားတယ်ဆိုတော့ဒီကြားပေါက်ကိုသူ target ထားပါတယ်ကြားပေါက်ကိုသူကခုံအုပ်ပြီးတော့မှသူဟာဘယ်ကိုခေါ်သွားတယ်လဲဆိုတော့ရေကန်နှန်းလေးကိုခေါ်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာဒီကြားပေါက်ဟာကြားအိုကြီးကိုတောင်းပန်ခဲ့ပါတယ်သူ့ကိုမတက်ဖို့သူ့ကိုမစားဖို့သူ့ကိုဒုက္ခမပေးဖို့အမျိုးမျိုးငိုယိုတောင်းပန်ပါတယ်မျက်ရည်တွေလည်းတွေးကြရင်းနဲ့ကျွန်တော်ကိုမတက်ပါနဲ့ကျွန်တော်ဟာအပြစ်ကင်းစင်တဲ့သူတယောက်ဖြစ်ပါတယ်လို့တောင်းပန်နေခဲ့ပါတယ်အဲ့ဒီချိန်မှာမိုးလေဝသကင်းစင်တာဖြစ်တဲ့အတွက်ကံရဲ့ရင်မျက်နှာပြင်ဟာလည်းငြိမ်သက်နေတယ်ကိုယ့်ရဲ့ပုံကိုဟာကံထဲမှာပြန်ကြည့်လို့ရတယ်အဲ့ဒီတော့ကြားအိုကြီးဟာဘာလို့တလဲဆိုတော့ကြားပေါက်ကိုသူ့ရဲ့ပုံစံကိုသူရေထဲကိုပြန်ကြည့်ခိုင်းလိုက်ပါတယ်ရေထဲကိုပြန်ကြည့်တဲ့အခါမှာသူတွေးလိုက်ရတာဟာသူတာမန်မြင်နေကြမြင်ခွင့်မဟုတ်တော့ပါဘူးသူဟာကြားတစ်ကောင်ဖြစ်နေတယ်ဆိုတာကိုသူအံ့ဩစွာသိရှိလိုက်ရပါတယ်အမြဲတမ်းသူဟာစိတ်တွေကိုကြည်ရင်စိတ်တွေနဲ့အတူသွားရင်လာရင်နဲ့နေတာလိုက်တာသူ့ကိုယ်သူဟာကြားလုံးလုံးဝမထင်ခဲ့ပါဘူးဒီအချိန်မှာတော့ရေထဲမှာသူဟာကြားတစ်ကောင်ဖြစ်နေတာကိုထူးဆန်းစွာတွေးရှိခဲ့ရပါတယ်အဲ့တော့ကြားအိုကြီးကိုမေးပါတယ်ကျွန်တော်ကကြားတစ်ကောင်ပေါ့ကျွန်တော်ကလည်းခမားလို့ရဲရင်နဲ့ကြားတစ်ကောင်ပေါ့လို့ကြားဖိုးအိုကြီးကိုမေးလိုက်ပါတယ်ကြားဖိုးကြီးကလည်းပြန်ပြောပါတယ်ဟုတ်တယ်မင်းဟာကြားတစ်ကောင်ဖြစ်တယ်ရဲရင်နဲ့ကြားတစ်ကောင်ဖြစ်တယ်ဒါပေမဲ့မင်းဟာစိတ်အုပ်ထဲမှာကြီးပြင်းရင်နဲ့စိတ်အုပ်တွေလိုအတူနေရင်နဲ့မင်းဟာစိတ်တို့ရဲ့နေပုံထိုင်ပုံအတိုင်းစိတ်တွေရဲ့စိတ်နေသဘောထားအတိုင်းမင်းနေလာတာဖြစ်တယ်နောက်ပြီးတော့ကြားအိုကြီးဟာသူ့ကိုဂူကြီးတကူနဲ့ခေါ်သွားခဲ့ပါတယ်ဒီတစ်ချိန်မှာတော့ခေါနာကချိန်လိုအော်ရာဟစ်တာတောင်းပန်တာငိုယိုတာမရှိတော့ဘဲနဲ့ပုံမှန်အတိုင်းဂူထဲကိုလိုက်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာကြားအိုကြီးဟာသူ့ကိုအသားတုံးတုံးချကျွေးလိုက်ပါတယ်တစ်သက်လုံးမြက်တွေပဲစားလာတာဖြစ်တဲ့အတွက်အသားတုံးကိုစားဖို့အတွက်သူ့အတွက်အခက်အခဲအနည်းငယ်ရှိတယ်အနံ့တွေကလည်းသူ့အတွက်တိတ်မကောင်းဘူးအဲ့ဒီချိန်မှာသူမစားချင်ဘူးလို့ပြောပါတယ်ဒါပေမဲ့ကြားအိုကြီးကသူ့ကိုစားခိုင်းပါတယ်မင်းစားလိုက်ပါလို့ပြောတဲ့အချိန်မှာသူဟာကြိတ်မိတ်စားလိုက်တော့အသားလဲစားပြတာနဲ့တခါတည်းသူဟာထပြီးတော့ကြားတန်နဲ့အတူထိန်ဟောက်ပါတော့တယ်အဲ့တော့လူငယ်ကိုဘာပြောချင်တာလဲဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့လူငယ်ဟာမွေးကလေးကကြားတဲ့ကောင်ဖြစ်ပါတယ်ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်ဩဇာအာဏာရှိတဲ့လူတစ်ယောက်ဖြစ်ပါတယ်ဒါပေမဲ့ကိုဟာစိတ်အမှတ်နဲ့ကိုတစ်သက်လုံးနေသွားမယ်ဆိုလို့ရှိရင်တော့ကိုဟာသားကောင်ဘွားနဲ့တစ်သက်လုံးဖြစ်နေပါလိမ့်မယ်အဲ့တော့လူငယ်စဉ်းစားပါလူငယ်မှာအရေးချင်းတွေရှိတယ်လူငယ်မှာအောင်မြင်နိုင်ဖို့အတွက်အခွင့်အလမ်းတွေရှိတယ်အောင်မြင်နိုင်ဖို့အတွက်အရင်းအမြစ်တွေရှိတယ်လူငယ်စ조사ပါကိုကြားအမှတ်နဲ့စ조사ပါကိုစိတ်အမှတ်နဲ့မစ조사ပါနဲ့စိတ်အမှတ်နဲ့စ조사ရင်ဘာဖြစ်လာမလဲဆိုတော့သားကောင်ပဲဖြစ်လာမှာပါကြားအမှတ်နဲ့စ조사မယ်ဆိုရင်တော့ hunter မုတ်ဆိုးအနေနဲ့ဖြစ်လာမှာဖြစ်ပါတယ်ဒီကြောင့်အရာတွေပြီးတော့မှခုဒီဗီဒီယိုကြည့်နေလူငယ်တွေမိတ်ဆွေတွေဟာအကျိုးစုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့ကိုတော့ဘာရလိုက်တဲ့ဆိုတော့ comment မှာတစ်ချက်လောက်ရေးလို့ရေးပေးပါဦးဒီဗီဒီယိုစုံချောင်ကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ကိုညံလေးအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ
ရက်မှာတောထဲမှာကြားမကြီးတကောင်တားပေါက်နေပါတယ်အဲ့လိုတားပေါက်ရင်းနဲ့ကြားမကြီးဟာသေဆုံးသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာကြားပေါက်ကလေးဟာကိုရာကဲရာမဲနေတဲ့အနေအထားမျိုးကိုရောက်နေပါတယ်အဲ့ဒီအချိန်မှာပဲစိတ်တအုပ်ကလည်းအဲ့ဒီနေရာကိုရောက်ရှိလာခဲ့ပါတယ်အဲ့ဒီတော့ကြားပေါက်ကလေးဟာစိတ်အုပ်နဲ့အတူလိုက်သွားခဲ့ပါတယ်အဲ့ဒီလိုနဲ့ရပောင်းများစွာကြားလာတဲ့အခါမှာတော့ကြားပေါက်ကလေးဟာသူ့ကိုယ်သူစိတ်အမှတ်နဲ့စိတ်တင်နဲ့ပဲအတူတူနေပါတယ်စိတ်တည်းရဲ့ပြုမှုလှုပ်ရှားမှုတွေစိတ်တည်းရဲ့စိတ်နေစိတ်ထားတွေနဲ့ပဲနေခဲ့ပါတယ်အသားလုံးဝမစားပါဘူးမြက်တွေကိုပဲစားပါတယ်အဲ့ဒီလိုနဲ့နှစ်ပေါင်းများစွာကြားလာတဲ့အခါမှာကြားဟာလည်းတဖြည်းဖြည်းနဲ့ကြီးလာခဲ့ပါတယ်စိတ်အုပ်စုကလည်းတဖြည်းဖြည်းကြီးတဲ့အကောင်ကကြီးသေတဲ့အကောင်ကအသေးဖြစ်လာခဲ့ပါတယ်ဒီမှာတော့ကြားအိုကြီးတစ်ကောင်ဟာစိတ်အုပ်ကိုအမဲလိုက်ဖို့စောင့်နေခဲ့ပါတယ်ဒါပေမဲ့ထူးဆန်းစွာနဲ့ပဲဒီစိတ်အုပ်ထဲမှာကြားပြိုတစ်ကောင်ရှိနေတာကိုသူတွေ့ခဲ့ရပါတယ်အဲ့ဒီထက်ပိုပြီးထူးဆန်းတာကစိတ်တွေဟာဒီကြားကိုလည်းလုံးဝမကြောက်ဘူးဒီကြားကလည်းစိတ်တွေကိုရံမူတာလုံးဝမတွေ့ရပါဘူးနောက်ပြီးတော့ကြားဟာကြားရဲ့ပုံစံနဲ့မတူဘဲနဲ့မြက်တွေကိုစားနေတယ်စိတ်တွေလိုပဲပြုမှုလှုပ်ရှားနေတာကိုသူထူးဆန်းစွာတွေးရှိခဲ့ရပါတယ်အဲ့ဒီချိန်မှာကြားအိုကြီးဟာဒီကြားပေါက်ကိုကူညီဖို့အတွက်သူဆုံးဖြတ်ချက်ချခဲ့ပါတယ်စိတ်အုပ်ထဲကိုဝင်ပြီးတော့မှသူဟာအမဲလိုက်ပါတယ်အမဲလိုက်ရင်လည်းမှသူဟာဘယ်သူ့ကိုတားဂက်ထားတယ်လဲဆိုတော့ဒီကြားပေါက်ကိုသူတားဂက်ထားပါတယ်ကြားပေါက်ကိုသူကခုံအုပ်ပြီးတော့မှသူဟာဘယ်ကိုခေါ်သွားတယ်လဲဆိုတော့ရေကန်နှန်းလေးကိုခေါ်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာဒီကြားပေါက်ဟာကြားအိုကြီးကိုတောင်းပန်ခဲ့ပါတယ်သူ့ကိုမတက်ဖို့သူ့ကိုမစားဖို့သူ့ကိုဒုက္ခမပေးဖို့အမျိုးမျိုးငိုယိုတောင်းပန်ပါတယ်မျက်ရည်တွေလည်းတွေးကြရင်းနဲ့ကျွန်တော်ကိုမတက်ပါနဲ့ကျွန်တော်ဟာအပြစ်ကင်းစင်တဲ့သူတယောက်ဖြစ်ပါတယ်လို့တောင်းပန်နေခဲ့ပါတယ်အဲ့ဒီချိန်မှာမိုးလေဝသကင်းစင်တာဖြစ်တဲ့အတွက်ကံရဲ့ရင်မျက်နှာပြင်ဟာလည်းငြိမ်သက်နေတယ်ကိုယ့်ရဲ့ပုံကိုဟာကံထဲမှာပြန်ကြည့်လို့ရတယ်အဲ့ဒီတော့ကြားအိုကြီးဟာဘာလို့တလဲဆိုတော့ကြားပေါက်ကိုသူ့ရဲ့ပုံစံကိုသူရေထဲကိုပြန်ကြည့်ခိုင်းလိုက်ပါတယ်ရေထဲကိုပြန်ကြည့်တဲ့အခါမှာသူတွေးလိုက်ရတာဟာသူတာမန်မြင်နေကြမြင်ခွင့်မဟုတ်တော့ပါဘူးသူဟာကြားတစ်ကောင်ဖြစ်နေတယ်ဆိုတာကိုသူအံ့ဩစွာသိရှိလိုက်ရပါတယ်အမြဲတမ်းသူဟာစိတ်တွေကိုကြည့်ရင်စိတ်တွေနဲ့အတူသွားရင်လာရင်နဲ့နေတာလိုက်တာသူ့ကိုယ်သူဟာကြားလို့လုံးဝမထင်ခဲ့ပါဘူးဒီအချိန်မှာတော့ရေထဲမှာသူဟာကြားတစ်ကောင်ဖြစ်နေတာကိုထူးဆန်းစွာတွေးရှိခဲ့ရပါတယ်အဲ့တော့ကြားအိုကြီးကိုမေးပါတယ်ကျွန်တော်ကကြားတစ်ကောင်ပေါ့ကျွန်တော်ကလည်းခမားလို့ရဲရင်နဲ့ကြားတစ်ကောင်ပေါ့လို့ကြားအဖိုးအိုကြီးကိုမေးလိုက်ပါတယ်ကြားအဖိုးကြီးကလည်းပြန်ပြောပါတယ်ဟုတ်တယ်မင်းဟာကြားတစ်ကောင်ဖြစ်တယ်ရဲရင်နဲ့ကြားတစ်ကောင်ဖြစ်တယ်ဒါပေမဲ့မင်းဟာစိတ်အုပ်ထဲမှာကြီးပြင်းရင်နဲ့စိတ်အုပ်တွေလိုအတူနေရင်နဲ့မင်းဟာစိတ်တို့ရဲ့နေပုံထိုင်ပုံအတိုင်းစိတ်တွေရဲ့စိတ်နေသဘောထားအတိုင်းမင်းနေလာတာဖြစ်တယ်နောက်ပြီးတော့ကြားအိုကြီးဟာသူ့ကိုဂူကြီးတကူနဲ့ခေါ်သွားခဲ့ပါတယ်ဒီတစ်ချိန်မှာတော့ခေါနာကချိန်လိုအော်ရာဟစ်တာတောင်းပန်တာငိုယိုတာမရှိတော့ဘဲနဲ့ပုံမှန်အတိုင်းဂူထဲကိုလိုက်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာကြားအိုကြီးဟာသူ့ကိုအသားတုံးတုံးချကျွေးလိုက်ပါတယ်တစ်သက်လုံးမြက်တွေပဲစားလာတာဖြစ်တဲ့အတွက်အသားတုံးကိုစားဖို့အတွက်သူ့အတွက်အခက်အခဲအနည်းငယ်ရှိတယ်အနက်တွေကလည်းသူ့အတွက်တိတ်မကောင်းဘူးအဲ့ဒီချိန်မှာ तू မစားချင်ဘူးလို့ပြောပါတယ်ဒါပေမဲ့ကြားအိုကြီးကသူ့ကိုစားခိုင်းပါတယ်မင်းစားလိုက်ပါလို့ပြောတဲ့အချိန်မှာ तू ဟာကြိတ်မိတ်စားလိုက်တော့အသားလဲစားပြတာနဲ့တခါတည်း तू ဟာထပြီးတော့ကြားတန်နဲ့အတူဖိဟောက်ပါတော့တယ်အဲ့ဒီတော့လူငယ်ကိုဘာပြောချင်တာလဲဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့လူငယ်ဟာမွေးကလေးကကြားတစ်ကောင်ဖြစ်ပါတယ်ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်ဩဇာအာဏာရှိတဲ့လူတစ်ယောက်ဖြစ်ပါတယ်ဒါပေမဲ့ကိုဟာစိတ်အမှတ်နဲ့ကိုတက်တက်လုံးနေသွားမယ်ဆိုလို့ရှိရင်တော့ကိုဟာသားကောင်ဘွားနဲ့တက်တက်လုံးဖြစ်နေပါလိမ့်မယ်အဲ့တော့လူငယ်စဉ်းစားပါလူငယ်မှာအရေးချင်းတွေရှိတယ်လူငယ်မှာအောင်မြင်နိုင်ဖို့အတွက်အခွင့်အလမ်းတွေရှိတယ်အောင်မြင်နိုင်ဖို့အတွက်အရင်အမြင့်တွေရှိတယ်လူငယ်စူးစမ်းပါကိုကြားအမှတ်နဲ့စူးစမ်းပါကိုစိတ်အမှတ်နဲ့မစူးစမ်းပါနဲ့စိတ်အမှတ်နဲ့စူးစမ်းရင်ဘာဖြစ်လာမလဲဆိုတော့သားကောင်ပဲဖြစ်လာမှာပါကြားအမှတ်နဲ့စူးစမ်းမယ်ဆိုရင်တော့ hunter မုတ်ဆိုးအနေနဲ့ဖြစ်လာမှာဖြစ်ပါတယ်ဒီကြောင့်အရာတွေပြီးတော့မှခုဒီဗီဒီယိုကြည့်နေလူငယ်တွေမိတ်ဆွေတွေဟာအကျိုးစုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့ကိုတော့ဘာရလိုက်တဲ့ဆိုတော့ comment မှာတစ်ချက်လောက်ရေးလို့ရေးပေးပါဦးဒီဗီဒီယိုစုံချောင်ကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ကိုညံလေးအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ